ကိုမလို့တချင်းဆိုတာလားနာမည်ကြီးဖို့တချင်းဆိုတာလားမေအမေကိုငါဖြေပါမယ်စတူဒီယိုတေးသမားတယောက်ဟာတကယ်တော့ဒီဘဝအထိရောက်နိုင်အောင်ဖို့ငါတကယ်ရုန်းကန်နေရတယ်ချစ်ဆုံးရဲ့အဖြစ်ပဲခံလေအမေမရှိတဲ့ညမငယ်တွေနဲ့ငါဘဝဟာတကယ်ဆိုတိုက်ပွဲပါငါမျက်နှာသောလူပညာနဲ့ငါတည်ထားတဲ့တွေးခေါ်တွေနဲ့ဖေအိုကိုတမင်ရှာကျွေးခဲ့တယ်အနုပညာပဲငါရဲ့အသက်သာအနုပညာပဲငါရဲ့အချစ်သာအနုပညာပဲငါရဲ့ကိုယ်ပညာတရားရှင်ဆရာသမားမိဖများရဲ့အနုပညာနဲ့တကယ်ရဲ့အားဖြင့်လာချစ်တော်ငါရဲ့အနုပညာလာရဲ့နှစ်သိန်းမှာဒီတရားရဲ့တိတ်ခွေလေးရဲ့ဗီဒီယိုကဆက်တလုံးရဲ့သမလို့ထီယူသွားရမယ်မာတန်လေးယူရပြီသမလို့မှာဆလို့ရည်နဲ့အတမရှိတော့ဆလို့တစ်ချက်ဆိုမယ်မလို့တချင်းဆိုတာလားနာမည်ကြီးဖို့တချင်းဆိုတာလားမေအမေကိုငါဖြေပါမယ်စတူဒီယိုတေးသမားတယောက်ပါတကယ်တော့ဒီဘဝအထိရောက်နိုင်အောင်ဖို့ငါတကယ်ရုန်းကန်ခဲ့ရတယ်ချစ်ဆုံးရဲ့အဖြစ်ပဲခံခဲ့အမေမရှိတဲ့ညမငယ်တွေနဲ့ငါဘဝအားတကယ်ဆိုတိုက်ပွဲပါငါမျက်နှာဆုံးလူပင်နာနဲ့ငါတီထားတဲ့တွေးခေါ်တွေနဲ့ဖေအိုကိုထမရှာကျွေးခဲ့တယ်အနုပညာပဲငါရဲ့အသက်သာအနုပညာပဲငါရဲ့အချစ်သာအနုပညာပဲငါရဲ့ကိုယ်ကိုရာဘုရားရှင်ဆရာသမားမိဖများရဲ့အနုပညာနဲ့တကိုင်းရဲ့ထားတဲ့ငါချစ်တော်ငါရဲ့အနုပညာငါရဲ့မသိမှာဒီကြားရဲ့တိတ်ခွေလေးရဲ့ဒီယောကဆက်တလုံးရဲ့သမလုံးထိယူသွားရမယ်မာတန်ယူရမယ်သမလုံးမှာဆလို့ရည်မယ်အတမရှိတော့ဆလို့တစ်ချိန်ဆိုမယ်အနုပညာပဲငါရဲ့အသက်သာအနုပညာပဲငါရဲ့အချစ်သာအနုပညာပဲငါရဲ့ကိုယ်ကိုရာဘုရားရှင်ဆရာသမားမိဖများရဲ့အနုပညာနဲ့တကိုင်းရဲ့ထားရဲ့ငါချစ်တော်ငါရဲ့အနုပညာအနုပညာပဲငါရဲ့အသက်သာအနုပညာပဲငါရဲ့အချစ်သာအနုပညာပဲငါရဲ့ကိုယ်ကိုရာဘုရားရှင်ဆရာသမားမိဖများရဲ့အနုပညာနဲ့တကိုင်းရဲ့ထားရဲ့ငါချစ်တော်ငါရဲ့အနုပညာငါချစ်တော်ငါရဲ့အနုပညာငါချစ်တော်ငါရဲ့အနုပညာ